ဒီနေ့ဗီဒီယိုလေးကတော့အခောက်ကင်ထမင်းမောင်းတပွဲမှာ9000တက်ဆလတ်ဝက်ဆလတ်တပွဲမှာ8000အထောင်းတပွဲမှာ3500ပဲပေးရတဲ့ဈေးတန်ပြီးပိုရှင်အများကြီးပါတဲ့ဆိုင်ကိုခေါ်သွားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်။ Christy နဲ့စမ်းချောင်းကွာဈေးဘက်ကိုဖြတ်သွားရင်းနဲ့ဒီဆိုင်လေးကိုရှာတွေ့ခဲ့တာပါ။ဘဟိုလမ်းမပေါ်ကွာဈေးရှိတက်မှာဖွင့်ထားတာပဲဖြစ်ပါတယ်ရှင်။ဆိုင်နာမည်လေးကတော့စမ်းချောင်းအသားဆလတ်နဲ့ခောက်ကင်ထမင်းဆိုင်ပဲဖြစ်ပါတယ်ရှင်။ဒီဆိုင်လေးမှာလေတက်ဆလတ်ဝက်ဆလတ်တပွဲကိုမှ8000ပဲပေးရတာရောပိုရှင်ကလည်းတော်တော်လေးများတယ်။အထောင်းနေဆိုလည်းအစုံရှိတယ်တပွဲကို3500ကနေစတယ်။ Grace ကတော့ကြက်ချက်တော့ထောင်းရဲ့ပြမှုရောင်းရဲ့မှားလိုက်တယ်ပြီးတော့အမိုရောင်းရဲ့အခောက်ကင်ထမင်းပေါင်းလေးရဲ့လည်းမှားလိုက်သေးတာပြီးတော့ဒီမှာအေးတွေ juice တွေလည်းရတာနဲ့အေးလည်းမှားတောက်ဖြစ်ခဲ့တယ်အေးတစ်ခွက်မှ2000ဆိုတာတစ်ခွက်မှ2500ပဲပေးရတာမလို့ share plan နဲ့ကိုတန်းနေရောဒီဆိုင်မှာအကြိုက်ဆုံးကတော့အခောက်ကင်ထမင်းပေါင်းပဲအခောက်ကင်လေးကကျွတ်ရွနေတာပဲတပွဲ9000ပဲပေးရပြီးပိုရှင်တော်တော်များတာကတော့ share တန်းတာအတီးရွက်လေးတွေကိုလည်းစိမ့်စိမ့်ဆူဆူနဲ့ကျွတ်ကျွတ်လေးလှုပ်ထားပေးရမလို့ထမင်းပေါင်းလေးကတော့တော်တော်လေးကိုစားကောင်းတာဆက်လက်ကိုတော့ Grace ကဝက်ကုတ်သားတပွဲဝက်သုံးတက်သားတပွဲကြက်မဲတပွဲယူလိုက်တယ်ဆက်လက်အတွက်အသားအရသာနှက်ထားလေးကလည်းတော်တော်လေးကိုစားကောင်းတာတိတ်သဘောမကျတာလေးတခုကတော့ okra တွေကိုညှက်ပြီးတော့ရောကင်လိုက်တာမလို့အသားကိုအချွဲတက်လေးကူးသွားတယ်နောက်တစ်ခါဆိုရင်တော့အချောင်းလိုက်တက်ကင်ပေးပါလို့ပဲ Grace ပြောလိုက်မှာ Grace ကတော့အချင်းကိုအားရပါရအတကုံလောင်းထည့်လိုက်ပြီးတော့ဆက်လက်ရွက်နဲ့ထုတ်ပြီးစားပါတယ်အသားဆက်လက်ကြီးပဲရင်မကောက်အထောင်းတွေပါရောထည့်ပြီးထုတ်ပြီးစားပြတာပါအသားဆက်လက်တပွဲမှာတာနဲ့အချင်းမုတ်ဖက်ဆက်လက်ရွက်ကို free flow ပေးထားတာပါဆလတ်တွေမှာဆိုရင်ကြက်ဆလတ်ဝက်ဆလတ်ကြက်မဲဆလတ်ဆိုပြီးရပါတယ်ဝက်ဆလတ်ထဲမှာဆိုရင်သုံးတက်သားဆလတ်ရဲ့ဂုတ်သားဆလတ်ရဲ့ဆိုပြီးရပါတယ်နူးညံ့တဲ့အသားပြားကိုဆလတ်ရွက်နဲ့ထုတ်ပြီးစားရတာကြိုက်တဲ့သူတွေကတော့ဝက်ကုတ်သားကိုစားပါအစီပါလေးကိုကြိုက်တဲ့သူတွေကတော့သုံးတက်သားကိုစားပါစားရင်နဲ့အီလာလို့ဆိုတာလေးမှတောက်ဖြစ်ပါတယ်ဆိုတာဖြော်ထားပေးတာလည်းတော်တော်လေးကောင်းတာကိုတွေ့ရပါတယ်ပြီးတော့ရေခဲတုပ်တွေလည်းရတယ်တဲ့အထောင်းလေးတွေကလည်းတပွဲမှာ3500 4000ပဲပေးရမလို့ Grace ကတော့ကြက်ချက်ထောင်းတပွဲပြောင်းမှုရောင်းတပွဲအမှုရောင်းတပွဲသုံးပွဲမှစားလိုက်ပါတယ်ရှင်အထောင်းရတာကိုလည်းလိုသလိုညှိခိုင်းလို့ရပါတယ်ထောင်းနေတဲ့အချိန်မှာအလစ်တက်လေးမြည်ပြီးတော့ကိုကြိုက်တဲ့အရသာအထိလိုသလိုပြင်ခိုင်းလို့ရပါတယ်သူ့ရဲ့ original အရသာအလစ်တက်လေးပေါ့တာမလို့ကိုကချင်းကန်ဆက်စားခြင်းနဲ့ဆိုရင်ချင်းကန်ဆက်ဆက်လေးထောင်းပေးပါလို့ပြောလိုက်လို့ရပါတယ်ရှင်အထောင်းနေဆက်လက်တွေထမင်းပေါင်းနေအပြင်သူ့စီမှာဆိုရင်ရခိုင်မုတ်တီတွေရောမုတ်ဖက်တုတ်တွေရောရနေအောင်တွေ့ခဲ့ပါတယ်ရှင်ဈေးအရန်တန်တာမလို့ Grace တို့တငယ်ချင်းနှစ်ယောက်ကတော့ဘိုက်အပေါက်ဘိုက်အကားစားခဲ့ပါတယ်ရှင်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် Grace သွားခဲ့တဲ့ဆိုင်နာမည်လေးကတော့စမ်းချောင်းအသားဆက်လက်နဲ့အခောက်ကင်ထမင်းပဲဖြစ်ပါတယ်ရှင်ညနေ၄ခွဲဆိုရင်ဆိုင်ဆောက်ဖွင့်ပြီလို့သိရပါတယ်ရှင်အားလုံးပဲတတာ